ဒီနေ့ကတော့ထုံးစံအတိုင်းမန္တလေးသူမမစွန်တရားကိုပြုံးလွင်ဆိုတဲ့တောင်ပေါ်မြို့လေးကိုရောက်နေပါတယ်ရှင်။မိုးရွာသည်မှာပြုံးလွင်ကိုသွားရတာအရန်ကြိုက်တဲ့မမစွန်ကတော့ပြုံးလွင်ရဲ့မိုးရွာသည်အလှပတွေကိုသွားပြီးတော့ခန်းစားမယ်။ကော်ဖီဆိုင်နေထိုင်မယ်၊မုတ်ဆိုင်နေစားမယ်ပေါ့နော်။ထုံးစံအတိုင်းဒီ vlog ထဲမှာမမစွန်နဲ့အတူတူလိုက်ခဲ့ပေးကြပါအောင်ရှင်။ဒီနေ့ကတော့ပြုံးလွင်ကဒီလိုတော့အုပ်ကလေးတွေကကော်ဖီဆိုင်မှာကော်ဖီတောက်ပါမယ်ကဲလိုက်ခဲ့ကြပါအောင်ရှင်အခုကတော့မဆုံအရန်တောက်ချင်နေရဲသူတို့ဆိုင်ရာကော်ဖီအေးနဲ့ကော်ဖီပူကိုမှာထားပါတယ်သူတို့ဆိုင်ရာသူတို့ရဲ့ signature ဒီကော်ဖီအေးကအရန်ကိုကောင်းပါတယ်ဈေးလည်းအရန်တက်တာရပေါ့နော်မန္တလေးမှာတက်ဆိုင်ပြီးတော့သူတို့ဆိုင်မှာပေါင်မိုးကြောက်ကြော်လေးရလဲစားလို့ကောင်းပါတယ်3500ပဲပေးရပြီးတော့အရသာရှိရလို့ပြောလို့ရတယ်ပေါ့နော်ကဲစားကြပါအောင်ရှင်ထိုင်ရတာကလည်းတော့အုပ်လေးထဲမှာဆိုတော့ခောက်ဆွဲပြုတ်စားချင်လာနဲ့ခောက်ဆွဲပြုတ်လေးတစ်ဝဲမှလိုက်ပါတယ်ရန်ခောက်ဆွဲပေါ့နော်တစ်ဝဲကို3500ပဲပေးရတယ်ကြက်ဥလေးပါတယ်ပေါ့နော်တော့အုပ်ကလေးကအေးလေးနဲ့ရာသီဥတုကလည်းအေးလေးနဲ့ဒီလိုပန်းနေကြတဲ့မှာကော်ဖီတောက်ရင်ခောက်ဆွဲပြုတ်စားရတဲ့အရသာအရန်ကောင်းတယ်မချာချိုက်တဲ့သူတွေဆိုရင်တော့မချာလည်းအရန်ကောင်းပါတယ်အခုကတော့မဆွန်ကမိသားစုနဲ့အတူတူပြုံးလေးကိုတက်ပြီးတော့ကော်ဖီတောက်တာပေါ့နော်မန္တလေးမှာကော်ဖီဆိုင်နေထိုင်ရတာပြန်လာလို့ပြုံးလင်တက်ခဲ့ပါတယ်။ကဲသူတို့ဆိုင်နာမည်ကတော့ကဖေးကနိုင်ဖြစ်ပါတယ်။ပြုံးလင်အတက်လန်ကျင်ကနိုင်မှာရှိတဲ့ကဖေးကနိုင်ဆိုတဲ့ကော်ဖီဆိုင်လေးဖြစ်ပါတယ်။ပြုံးလင်ကိုသွားတဲ့အခါအတက်လန်မှာရှိတဲ့ကျင်ကနိုင်ကိုရောက်ရင်ဒီကဖေးကနိုင်မှာလည်းထိုင်ခဲ့ကြပါဦးနော်။ချစ်တဲ့ကတော့ရှင်တို့ရဲ့ပဲမြနေရဲ့ဟောမဆွန်လေးဖြစ်ပါတယ်။ချစ်ပေးကြပါအောင်ရှင်။အခုကတော့ပြုံးလင်မှာမိုးတွေကရွာလာရပေါ့နော်။ရုတ်တရက်ဟောမဆွန်လေးကတော့မိုးရွာထဲမှာကမ်းမောင်းရလို့အရင်ကပြောနေပါတယ်ရှင်။နောက်ထပ်ဆိုင်နှစ်ဆိုင်အောင်ထပ်တော့မယ်လိုက်ခဲ့ကြပါဦးဘက်ခက်မှာမြန်မာငွေကျပ်ပတ်စံ2000နဲ့ဘာလို့လို့ရသည်လဲဆိုရင်လုပ်လို့ရပါတယ်ဒီလိုမျိုးခြံထွက်နွားတို့ပူပူလေးနဲ့အေးလေးကိုနွားတို့ခြံထဲမှာသွားပြီးတော့တောက်လို့ရသေးရပေါ့နော်ဘယ်မှာလဲဆိုရင်တော့ပြုံးလွင်မျိုးကဒီဇင်ဘာခြံမှာဖြစ်ပါတယ်ရာသီဥတုကလည်းအေးပြီးတော့ခြံထဲမှာအရန်နေလို့ကောင်းတယ်ဒီလိုမျိုးစံပြတုတ်တပွဲဆိုရင်လည်း3500ပဲပေးရတယ်အရသာရှိရဲ့အမဆိုရင်စားနေကြပြရတော့ငါထမင်းချင်းသူမဟုတ်ငါထမင်းနေပေါ့နော်3လုံးပါတာအောင်မှ3500အရန်တန်းနေစားလို့လည်းကောင်းတယ်ပေါ့နော်ဒီဇင်ဘာချန်ကတော့ပြုံးလင်ရောက်ရင်လူတိုင်းကမတော်မဖြစ်သွားကြတယ်အမဆိုတော့ဟိုအောက်ထဲတွေမစင်ပဲနဲ့အပေါ်ကဒီဇင်ဘာချန်ရဲ့အပေါ်ဆိုင်မှာပေါ့နော်ပို့ပြီးတော့နေလို့ထိုင်လို့ကောင်းတယ်တားရတဲ့အစားတောက်တွေလည်းစားရတာပို့ပြီးအရသာရှိရဲ့ဈေးလဲတန်တယ်တဘာဝကိုခန်းစားလို့ရတယ်ပေါ့နော်ဒါကြောင့်မလို့ပြုံးလင်ကိုရောက်ရင်ဒီဆိုင်ကိုဒီဇင်ဘာချန်ကိုမတော်ဖြစ်တာကြပြီဆိုရင်တွားဖို့အကြံပေးချင်ပါတယ်ညနေဘက်9နာရီခွဲလောက်ထိထိုင်လို့ရတယ်ပေါ့နော်ကဲနောက်တစ်ဆိုင်ကိုခေါ်သွားပါမယ်သွားရလမ်းမှာတော့ပြုံးလွင်ကမိုးတွေရုတ်တရက်ရွာချလာတယ်ပေါ့နော်ပဲဆိုင်လေးဆိုရင်တော့ရှမ်းထမင်းပုံသားဆိုင်လေးဖြစ်ပါတယ်မဆုံကဒီဆိုင်မှာစားခဲ့တာ2023ထဲကနေစားခဲ့ဘူးတာပေါ့နော်အခုဆိုရင်3နှစ်လောက်ရှိပါပြီသူဆိုင်ရာဟင်းတွေကတနေ့ကုန်ပြန်ပြီးတော့ချက်နေတဲ့အတွက်စားတဲ့ဝင်ပြီးတော့စားတဲ့အချိန်တိုင်းပူပူလေးစားရရပေါ့နော်အသား2မျိုးအရွက်2မျိုးပေးရပေါ့နော်အဲ့ဒါကိုမှ9000ချက်ပဲပေးရတယ်သူကငုံညင်းစောဟင်းရပေးတယ်ခေရဲကျင်ဒီပန်ထွေပြောတို့အတူမျိုးတို့လည်းပေးရပေါ့နော်ဆိုင်နမည်ကတော့စိန်ဖူးပါမန္တလေးလာရှုလမ်းမပေါ်15လမ်းနဲ့16လမ်းကြားမှာရှိပါတယ်တွားစားကြည့်ကြပါနော်ရောက်တဲ့အခါကြည့်ပြကြရတဲ့အားလုံးကျေးဇူးတင်ပါတယ်ချစ်တဲ့တတာ